ရှေးလွန်လေးပြီးတော့အခါတစ်ခုမှာရေလုတ်သားတဦးဟာကြောက်စရာကောင်းတဲ့ကျိန်စာတစ်ခုတင်းခဲ့ပူပါတယ်။ဒါကြောင့်ပဲသူ့ကို Flying Dutchman လို့ခေါ်ဆိုခဲ့ကြတာပါ။အဲ့ဒီမကောင်းဆိုးဝါးကျိန်စာကိုခြေဖြတ်ဖို့အတွက်ဆိုရင်အဲ့ဒီရေလုတ်သားဟာအပြစ်ကင်းပြီးစိတ်ထားဖြူစင်တဲ့သူတစ်ယောက်ကိုရှာတွေ့ဖို့လိုအပ်ခဲ့ပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကနေလွတ်မြောက်အောင်ကူညီပေးနိုင်မဲ့ရိုးအတူတစ်ယောက်ကိုရှာဖွေဖို့သူ့ဘဝတစ်ခုလုံးကိုပေးဆက်နှစ်မြုပ်ခဲ့ပါတယ်။ဒီအတောအတွင်းပီကင်းနီဘော့အတွက်မြို့မှာတော့ SpongeBob ဟာသူ့ရဲ့တတဟရဲ့အခြားတက်ကြွလှပတဲ့နေ့တစ်နေ့အတွက်နိုးထလာခဲ့ပါတယ်။သူအဝတ်စားမလဲခင်မှာသူ့ရဲ့အရက်အမြင့်ကိုတိုင်းတာဖို့ဆုံးဖြတ်ခဲ့ပြီးနည်းနည်းလေးပိုရှည်လာတာကိုသိလိုက်ရတာကြောင့်အရန်ကိုဝမ်းသာသွားခဲ့ပါတယ်။ခဏကြာတော့ဒီပင်လယ်ရေမြုပ်လေးဟာနနက်ခင်းပုံမှန်လုပ်တွေကိုလှုပ်ဆောင်ခဲ့ပြီးအားလုံးအဆင်သင့်ဖြစ်တာနဲ့သူ့ရဲ့နနက်သီးအိမ်လေးထဲကနေထွက်ခွာခဲ့ပါတယ်။အပြင်ဘက်မှာ SpongeBob ဟာစကွဲဝင်းနဲ့စကားပြောဖို့စူးစမ်းခဲ့ပေမဲ့စိတ်တိုတက်တဲ့ပြည်ကြီးငါးကတော့သူ့ပတင်းပေါက်ကိုပိတ်လိုက်ပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်း Patrick ရဲ့အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြဿနာကတော့အဲ့ဒီချိန်ငါဟာသူ့တငယ်ချင်းကိုမမှတ်မိပုံရတာပါပဲ။ဒါပေမဲ့ညရင်းချင်းအရက်ရှည်လာတယ်ဆိုတဲ့သတင်းကိုကြားသိရပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာတက်ကြွနဲ့အောင်ပွဲခံခဲ့ကြပါတယ်။ခုဆိုရင်သူတို့နှစ်ယောက်စုံစည်းသွားကြပြီဖြစ်လို့ SpongeBob နဲ့ Patrick တို့ဟာကပတိန်ဘဲရဲ့အပန်းဖြေဥယျာဉ်စီကိုဦးတည်ထွက်ခွာခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ခုဆိုရင်သူတို့နှစ်ယောက်စလုံးရိုလာကိုစတာစီးဖို့အရက်မီသွားကြပြီမို့လို့ပါ။ကစားကွင်းစီရောက်တာနဲ့သူတို့နှစ်ယောက်ဟာရိုလာကိုစတာပေါ်တက်ဖို့စိတ်လှုပ်ရှားစွာနဲ့အပြေးလွှားသွားခဲ့ကြပါတယ်။ဒါပေမဲ့ရထားတွဲပေါ်ကခရီးသည်တွေစီးနှင်းနေစဉ်မှာလှုပ်ခါနေတာကိုသတိပြုမိလိုက်တဲ့အခါ SpongeBob ဟာနောက်ဆုတ်သွားခဲ့ပါတယ်။သူ့တငယ်ချင်းရဲ့မူမမှန်တဲ့အပြုတ်မှုကိုသတိထားမိသွားတဲ့ Patrick ကဘာဖြစ်တာလဲလို့မေးမြန်းခဲ့ရမှာ SpongeBob ဟာသူ့ရဲ့ကြောက်ရွံ့မှုကိုဖုံးကွယ်ဖို့အတွက် Mr. Krabs ကိုပါလာအောင်သွားခေါ်ခြင်းလို့ပါဆိုပြီးလိန်ပြောလိုက်ပါတယ်။ဒါကြောင့်ကျင်ငါးလေးဟာသူ့တငယ်ချင်းကို Mr. Krabs စီခေါ်ဆောင်သွားခဲ့